ဒီချိန်ဒီနေရာဒီထိုင်ကုန်လေးမှာခြေသွားတဲ့ဘိုးကွင်းများကိုကြည့်ရှင်တွေကလွမ်းလို့ပဲချီဟိုချိန်ဒီနေရာဒီထိုင်ကုန်လေးမှာရှိမှုရဲ့မင်းရဲ့ဒီဆိုစွတ်တဲ့လမ်းတို့တွေတန်ကြတော့ဒီဆိုစေဒီတော့တိုင်းစားရင်ခေါ်ရဲ့ဝေးဆုံးမမေးမကြတော့